မှာရှာပုံဖွင့်တယ်လို့အသက်နဲ့အောင်ချစ်ခဲ့ရသူရင်းနေဆုံးစီတော့ရှာရအောင်လို့ကွယ်အယူတယောက်ရဲ့လူများပြောခြင်းနဲ့ပြောကြဦးတော့တော့လေတောင်ထထမှာမောတယ်လို့တောင်းမှနားမနေသေးခဲ့ဘူးပန်းတယ်တောင်မြောက်လေးပါးကိုခွေရှာမျှော်ကြည့်လိုက်ပြန်တော့အဖော်မရှိတဲ့ကိုဘွားမှာအသေးငင်မိပြန်တယ်ပျောက်တော်သူရှာရင်တွေ့လို့ဆိုပေမဲ့စိတ်ငားတဲ့ပန်းတွေကတော့ရှာလီဝေးလေးပါလားပန်းတွေသားမြိုင်ရှာပုံပွင့်မှာလို့ရင်နဲ့အောင်ချစ်ရှာလွန်သူအပူတပြင်းရှာပွေရေမြေဆုံးလကမုံတွေချစ်တဲ့သူရဲ့ဘဝဆုံးတယ်မပြည့်ရဲ့ဘူးရဲ့ယူရဲဆိုရုံတော့ဖုံးကြော့မေပန်းတွေမျိုးရဲ့မဆုံးတော့လေလမ်းရွယ်ရှာမဲမုံတော့စီပန်းတွေကညာမြိုင်ွေအကနေရေရမှာတဲ့မိုင်တွေရခါွယ်ဘယ်ဝဲမြောက်တောင်ွယ်ရောက်မျောကြည့်အဖော်မရှိတဲ့ကိုရဲ့ပဲငယ်လို့နဲ့ဥပုံပန်းရဲ့လွမ်းတဲ့ပန်းတွေရှာလေဝဲဒီရမြလာမြင်နာတလျှောက်ရောက်ခဲ့ရဝဲလိုက်ရတောင်းစံမှာတောင်မှန်ရှက်ပြန်ငှက်မောင်းနှံမှာမြင်ရသောခဏမရွှင်ပြနိုင်လေရင်မလိုက်လေပန်းတွေကိုပဲတလို့ရွှေနေပြီရွှေရင်မှုမိပြာကြည့်သူသောကလိုက်ဝဲအချစ်စောဝနဲ့နင့်ပြောခဲ့ဖြစ်မပြေတောင်မှန်ရှက်ပြန်ငှက်မောင်းနှံမှာမြင်ရသောခဏမရွှင်ပြနိုင်လေရင်မလိုက်လေပန်းတွေကိုပဲတလို့ရွှေနေပြီရွှေရင်ပူမိပြာကြည့်သူသောကလိုက်ဝဲအချစ်စောဘနဲ့နင့်ပြောခဲ့ရှင်မပြေအပြစ်ရှာတွေ့ပြီးစိတ်ရဲ့ပန်းတွေရဲ့လမ်းပဲမမြင်နဲ့လမ်းပဲမမြင်နဲ့ရွှေပင်လေစီတို့နီမဲမထင်တော့ပန်းတွေညတီတာမြက်လွာနာရောက်ပြန်တော့လှိုင်းကလေးတွေပြေးတက်လာတဲ့တောင်ဆက်မှာငှက်မောင်နှံတောင်မှန်ရှက်လို့ပြန်ဝဲနေတာကိုမြင်ရပြန်တယ်ကွယ်အဲ့ဒီအခါမျိုးမှလဲပန်းွယ်ကိုပဲတွေးပြီးဆွေးမိပြန်တယ်ပေါ့ဒါပေမဲ့အပြစ်ရှာသွေးပြီးပြေးတဲ့ပန်းွယ်ရွှေပင်လည်းကာစီလို့နီးနိုင်မယ်မထင်ပေမဲ့က
ကဘာကုန်ကျဲသေးတော့ရှာပုံချက်ရအောင်တော့မယ်ကွယ်ရင်မဝဲတော့ရှာပုံခရီးမှာအဖြစ်ကဘာကုန်ကျဲတဲ့၍ပြင်းနိုင်စွမ်းမအောင်မယ်ဘယ်တော့ခါမှဆုံးလာတွေ့မယ်စိတ်လေးယူပန်းတွေကဘာမြေဆုံးတော့ဖုံးမောင်ရှာပွေမယ်ပန်းတွေကစိတ်